ညောင်ပင်နဲ့ကျွန်တော်မိုးများဒေသရန်ကုန်ဒေသတိုက်ခတ်များနဲ့ညောင်ပင်များကျွန်တော်ပူပင်း6ရဲ့အညာဒေသမှာညောင်ပင်ကိုတကူးတကအရေးရအောင်ရေလောင်းပေါင်းတင်စိတ်မဆနွားမဆအောင်ကာယံစိုက်နေရရင်မလိုအပ်တဲ့ရန်ကုန်တိုက်ခန်းနေမှာညောင်ပင်တွေကအများပြားတဘာဝတိုင်းဒီလိုညောင်သီးကိုကျင်းကတရိษံနေခိုရီးယားစမစင်ပြန်စွန့်အစိုးရနဲ့ပြန်ပြီးပေါက်တဖြည်းဖြည်းဒီအပင်ကြီးရကြီးလာရင်တိုက်တွေပါပျက်စီးအမြင့်ထိုးရဲ့အချိန်မှာမိုးရီကနောက်ကလိုက်လာမိုးရီကမလွန်အဲ့လိုကြီးဖြစ်နေတာဖြစ်မှာပါတဖြည်းဖြည်းမလိုအပ်တဲ့နေရာကျသွားပြီးပေါက်လိုအပ်တဲ့နေရာကျတခြားစိုက်ရင်တော့မသိမပေါက်ချင်ဘူးဒီဘက်ဒီမှာဆိုတော့ကြည့်ပါအောင်ဗျာညောင်မင်းကြီးတော်တော်ကြီးပါပြီရန်ကုန်ကတော်တော်များများညောင်ပင်ကိုဘာမှနေလည်းမသိဘူးဗျာတိတ်မခုတ်ရကြဘူးနဲ့တူတယ်ဒီမှာဒီပင်ကြီးတွင်တာခုတ်ရလွယ်ပါရဲ့ဒါဆိုမခုတ်ကြဘူးဗျာဘေးမှာလည်းဒီမှာခိုရညောင်သီးကိုစားမစင်ပြန်ဆိုထပ်ပြီးတော့ပေါက်ဒီလိုနိုင်ရနေမှာပေါက်နေတဲ့ညောင်ပင်တွေကျွန်တော်ပြင်ကျဲမောက်ကနေတက်ကိုင်းတွေကိုဆွဲဖြတ်တဲ့ကျွန်တော်လွှတ်အကောက်လေးရှိပါရဲ့အဲ့အရာကိုဝလုံးမှာတက်တက်ကိုင်းမှာတက်ပြီးတော့လှမ်းပြီးတော့ဆွဲဖြတ်မှရမှာပါ6လတစ်ခါလောက်ဆွဲဖြတ်ပြရမှာဗျအကြီးထားလေးပိုးဆိုးသွားလိမ့်ပြန်ပါပါကြီးသွားရင်တိုက်ရခက်သွားမှာပါဒီပင်ကြီးတော့တော်ကြီးနေပါပြီဖဲတိုက်နေကြီးညောင်မင်းနေကြီးပါပဲ